တော့မထိုင်ပြသေးဘူးဒါပေမဲ့တရားအမြဲနာဖြစ်တယ်အဲ့တော့တရားနာတာအကျိုးများသလားဝိပဿနာဖြစ်လားဆိုတော့တရားနာတာအင်မတန်မှအကျိုးကျေးဇူးများပါတယ်တရားနာတဲ့အကျိုးတရား၅ပါးရှိတယ်ပေတကောပရိသတ်မှာလည်းဟောတာရှိတယ်ဓမ္မတာဝနာတုတ်အင်္ဂုတ္တပါဠိတော်မှာလည်းတရားနာခြင်းရဲ့အကျိုးတရား၅ပါးရှိတယ်အဲ့တော့နာရမယ့်တရားကဒီအကျိုးတရားနဲ့ပြည့်စုံမှုအတွက်ဆိုရင်တော့နာရမယ့်တရားကခုခေတ်မှာအကောင်းဆုံးတရားကတော့တုံညတတရားကိုနာရတုံညတတရားဆိုတာပရိစ္ဆေသမုပ္ပါဒ်တရားကိုပြောတာအဲ့တော့ပရိစ္ဆေသမုပ္ပါဒ်တရားမှာပုဂ္ဂိုလ်တ attva စိတ်သုံးတဲ့အတွက်ကြောင့်တုံညတတရားအဲ့လိုတရားမျိုးကိုနာရင်တော့ဖြင့်အကျိုးတရား၅ပါးပြည့်ပြည့်ဝဝရပါတယ်ဒါဘုရားထောက်ခံချက်ပေးတာအဲ့တော့ရှေ့ပါဠိတော်တွေမှာလည်းရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့လည်းတရားနာရင်နဲ့သောတာပန်ပထမဆုံးစတည်တာဒါကတော့ဧကတာဝကအလောင်းလေးနောက်မဟာတာဝကရဲ့ပြည်မဲ့ဆိုဝိတာခါတို့အနာတပိန်တို့စသည်ယတ္တသရုသားတို့နောက်တစ်ခါပင်စဝကိ၅ဦးတို့ပါလေတရားနာရင်နဲ့ကိစ္စပြီးရတာအဲ့တော့တရားနာတဲ့အကျိုးတရားဟာအမတန်မှထူးခြားတယ်အဲ့တော့တရားနာရင်နဲ့အလုံးလုံးနိုင်တယ်ဆိုရင်တော့ပို့ပြီးတော့မှဉာဏ်ထက်တယ်အဲ့တော့ဒီနားမှာနှစ်ချက်ရှိတယ်ဟောတရားနာတာသူများဟောတဲ့တရားကိုနာတာတစ်ချက်ခန္ဓာဟောတဲ့တရားကိုနာတာတစ်ချက်ဆိုပြီးတရားနာခြင်းနှမျိုးရှိတယ်ဓမ္မဂတိကဆရာတော်တစ်ပါးပါးကဟောနေတဲ့တရားကိုနားနေရင်တော့ဒါကံတရားဉာဏ်အလင်းပွင့်ဖို့အတွက်နာတာအဲ့ဒါကိုတော့ဉာဏ်အလင်းပွင့်ဖို့နာတာသူကအနုဘောဓဉာဏ်အတွက်နာတာပေါ့အနုဘောဓဉာဏ်အတွက်နာတာဆရာဟောတဲ့ဉာဏ်ရဲ့အစဉ်ကိုလိုက်ပြီးတော့နာတာအဲ့ဒီကနေပြီးတော့နာရင်နဲ့ကိုယ်ခန္ဓာဟောတဲ့တရားကိုနာနိုင်ရင်တော့သူကပฏิဝေဒဉာဏ်ကိုယ်ခန္ဓာကိုထိုးထိုးထွင်းကြည့်တယ်အဲ့ဒီခါကျတော့သူကဝိပဿနာအဆင့်ကိုရောက်သွားတယ်ပထမကသစ္စာတရားတုံညတတရားဆရာတော်တစ်ပါးပါးဟောတဲ့တရားဖြစ်ရဒုတိယကကိုယ်ခန္ဓာဟောတဲ့တရားကိုပြန်နာရအဲ့ဒီလိုနှစ်ချက်နာနိုင်ရင်တော့အကျိုးတရားအလွန်များတယ်အဲ့တော့တရားနာရင်နဲ့အလုပ်ဖြစ်သွားတာတော့နာရင်နဲ့အလုပ်လုပ်တတ်နာရင်နဲ့အလုပ်လုပ်တတ်သွားထူထူးထူးလုပ်เสียမလို့တော့ပဲနဲ့တရားနာရင်နဲ့ကိစ္စပြီးနိုင်တာကိစ္စချောချောမွေ့မွေ့အောင်မြင်တာဒုက္ခပฏิပဒါခိဗ္ဗပညာလမ်းစဉ်ထဲမှာလည်းပါတယ်တဲတဲတာတာနဲ့တရားနာရင်နဲ့ခန္ဓာပူဉဏ်စိုက်ပြီးတော့အလုပ်လုပ်သွားတာအဲ့တော့ဘုရားရှင်လက်ထက်မှာလည်းဒီလိုပဲတရားဟောပေးရင်းနဲ့ကိစ္စပြီးသွားတာပဲဒါကတစ်ချောင်းပေါ့တော့တရားနာတဲ့အကျိုးတရားနာရမယ့်တရားသည်သစ္စာတရားဖြစ်ရသစ္စာတရားတော့ဖြစ်ရရှင်သာရိပုတ္တရာရှင်မောက္ကလန်သစ္စာတရားအကျဉ်းဒါဧကတာဝကဟောလို့မဟာတာဝကကြောင့်သစ္စာတရားအကျဉ်းသူသစ္စာတရားတော့ဖြစ်နေရဒီမှာလည်းတရားနာတယ်ဆိုသစ္စာတရားတော့ဖြစ်ရတုံညတသစ္စာတရားဖြစ်ရဒါက